အားလုံးပဲမင်္ဂလာပါ Mr. K9 Channel နဲ့ကြိုဆိုပါရစေပထမဆုံးအနေဖြင့် Audience အသစ်တွေအတွက် Mr. K9 Channel နဲ့မိတ်ဆက်ပေးခြင်းပါတယ် Mr. K9 Channel ကတော့မလေးဘာသာစကားနဲ့မလေးရှားနဲ့သက်ဆိုင်တဲ့ဘုသူတရပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့မလေးဘာသာစကားကိုကျွမ်းကျင်ပိုင်နိုင်အောင်ဘယ်လိုလုပ်မလဲမလေးဘာသာစကားကိုမြန်မြန်ဆန်ဆန်တက်မြောက်အောင်ဘယ်လိုလေ့လာမလဲဆိုတာကိုပြောပြပေးခြင်းပါတယ်ဘာသာစကားတစ်ခုကိုတက်မြောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ technique တွေနည်းစနစ်တွေများစွာရှိပါတယ်ကျွန်တော်တို့မလေးဘာသာစကားကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်လုပ်ငန်းခွင်ထဲမှာအသုံးပြုရင်းပြောရင်းဆိုရင်းနဲ့တက်မြောက်ကြတာများပါတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာကတော့မလေးဘာသာစကားကိုကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံနဲ့ဘယ်လိုမြန်မြန်ဆန်ဆန်တက်မြောက်အောင်လေ့လာမလဲဆိုတာကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်မလေးစကားကိုတိုးတက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အပိုင်း၄ပိုင်းရှိပါမယ်trying to listen everything in the workplace အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာများများနားထောင်ဖို့နားထောင်စွမ်းရည်ပြည့်ဝဖို့လိုပါမယ်အကျယ်ကိုနောက်မှရှင်းပြပေးမှာဖြစ်ပါတယ် trying to speak new words so practice speaking စကားများများပြောဖို့လိုပါမယ် consistent and patient အမြဲတမ်းလေ့လာနေဖို့နဲ့စိတ်ရှည်သီးခံဖို့လိုပါမယ်ဆိုတော့အကျယ်ကိုကြည့်ကြအောင် listen everything ကျွန်တော်တို့အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်အလုပ်လုပ်နေတဲ့နေရာမှာစကားအတန်ထွက်မတူတဲ့လူမျိုးပေါင်းစုံစကားအတန်ပေါင်းစုံရှိပါတယ်ဆိုတော့မလေးရှားမှာဆိုရင်ကျွန်တော်တို့ကမလေးအစ်စ်တွေအင်ဒိုနီးရှားတွေကသူတို့ရဲ့မူရင်းစကားကမလေးစကားဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဘင်္ဂလားတွေမလေးစကားပြောပါတယ်ပြီးရင်မလေးရှားရဲ့မလေးအိန္ဒိယမလေးတရုတ်ဆိုတော့သူတို့ရဲ့လေသံထွက်ပုံကမတူညီပါဘူးပြောတဲ့စကားကအတူတူပါပဲဥပမာအားဖြင့်ကျွန်တော်တို့နိုင်ငံမှာဆိုရင်ရှမ်းပြည်ဘက်ကမြန်မာအတန်ထွက်တာနဲ့ကချင်ဘက်ကမြန်မာအတန်ထွက်တာနဲ့ဝဲတာတွေမဝဲတာတွေကွာသွားတာရှိပါတယ်။ Okay ဒီနေရာမှာမလေးစကားအတန်တချို့ကိုနားထောင်ကြည့်ကြအောင် Selamat pagi Naing. Selamat pagi semua. Selamat pagi semua. Selamat pagi semua. အတန်ဖိုင်ထဲမှာပြောတော့တာက Selamat pagi semua. Selamat ဆိုတာကကျွန်တော်တို့ secure ဖြစ်တာလုံခြုံတာကိုပြောတာပါ Selamat pagi ဆိုတော့မင်္ဂလာနံနက်ခင်းမှာဖြစ်တော့ပါပြီနောက်ပြီးကျွန်တော်တို့မလေးစကားကသူကလေးတန်းမာမာနဲ့တစ်ဆက်တည်းသွားတာဖြစ်ပါတယ်ဥပမာအဖြစ်တရုတ်ဘာသာစကားလို့အနှိမ့်အမြင့်အတက်ကြမရှိပါဘူးကျွန်တော်တသက်မထဲသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်လွယ်ကူပါတယ်ဆိုတော့ကျွန်တော်တို့အလုတ်ခွင်မှာအလုတ်လုတ်နေရင်းနဲ့အလုတ်ကိုပဲအာရုံစိုက်နေမယ်ပတ်ဝန်းကျင်ကဘာပြောတယ်လဲသူကဘယ်အတန်ပြောလဲသူကဘာစကားပြောတယ်လဲဆိုတော့ကျွန်တော်တို့မှတ်သားဘူးနားမထောင်ဘူးဆိုရင်ကျွန်တော်တို့စကားတိုးတက်ဖို့ခက်ခဲပါတယ်မြန်မြန်ဆန်ဆန်တိုးတက်ဖို့အကြံ့ကြာနေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကြားသမျှစကားလုံးအသစ်တွေမှတ်သားဖို့လိုပါတယ်ဥပမာအဖြစ်ကျွန်တော်တစ်လုံးကြားလိုက်မယ်ဒီဟူချမ်းဆိုရင်ကျွန်တော်မိုးရွာတယ်ဆိုတော့ဘိုလေးဆိုရင်ရတယ်ဆိုတော့အဲ့စကားလုံးတစ်လုံးကြားလိုက်တယ်မသိဘူးဆိုရင်ကျွန်တော်တို့က Google မှာလည်း translate အနေနဲ့ရှာလို့ရတယ် voice message သုံးပြီးတော့ Google translate မှာလည်းရှာလို့ရတယ်လို့ကိုယ့်ရဲ့ senior တငယ်ချင်းတွေကိုလည်းမေးလို့ရပါတယ်ကျွန်တော်မေးရမှာကိုလည်းမရှက်ပါနဲ့မေးပါများရင်လည်းကျွန်တော်တို့ကဘာသာစကားအမြန်မြန်ဆန်ဆန်တိုးတက်နိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ Google Translate mobile phone နဲ့လည်းသုံးလို့ရတဲ့ application တွေများစွာရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့အတန်ဘိုလေးလို့ကြားရင်ဘိုလေးလို့ကျွန်တော်တို့ဆိုလိုက်တာနဲ့မလေးစကားအနေနဲ့ translate ပြန်ပြီးတော့စကားလုံးကြပေးပါတယ်အဲ့ဒီအဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ရှာလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ကများများနားထောင်ဖို့နားထောင်ရင်ပြေဝဖို့လိုပါမယ်အဲ့တော့ကျွန်တော်တို့စကားလုံးအသစ်တွေကိုနေ့စဉ်မှတ်သားမယ်ဒီနေ့နှလုံးရရင်နှလုံးမှတ်သားတာပြီးရင်ကျွန်တော်တို့က Google Translate မှာရှာကြည့်နားမလဲကျွန်တော်တို့ရဲ့ senior တွေတငယ်ချင်းတွေကိုမေးဖို့မရှက်ပါနဲ့ဝင်မလေးပါနဲ့ဒါကမြန်မြန်ဆန်ဆန်တိုးတက်ဖို့အတွက်ပထမဆုံးနည်းပါများများနားထောင်ဖို့လိုပါမယ်ဒီနေရာမှာကျွန်တော်ဒုတိယနဲ့တတိယအပေါင်းပြီးတော့ပြောပြခြင်းပါ speak new word and practice speaking ဆိုတော့စကားလုံးအသစ်တွေကိုများများပြောမယ်စကားများများပြောမယ်ပေါ့ကျွန်တော်ပြောတဲ့နေရာမှာစကားလုံးအသစ်တွေထည့်ပြောမယ်ကျွန်တော်ခုနကြားလိုက်တယ်ကျွန်တော်ဟူချမ်းဆိုတဲ့စကားလုံးကြားလိုက်ပြီဟူချမ်းဆိုတာကမိုးရွာတယ်ဆိုတော့မိုးပြင်းထန်တယ်ဆိုကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ဆက်ပြီးတော့စဉ်းစားလို့ရတယ်ဟူချမ်းကွက် KUET ကွက်ဆိုတာကပြင်းထန်တာဟူချမ်းကွက်ဆိုတော့ဒါဆိုရင်ကျွန်တော်စကားလုံးနှလုံးအသိရပါပြီတစ်လုံးရတာနဲ့အဲ့တစ်လုံးရဲ့ဆက်ပြီးတော့နောက်တစ်လုံးထပ်ပြီးတော့ပြောလို့ရပါတယ်ဒီလိုနဲ့ပဲကျွန်တော်စကားလုံးတွေကိုပွားသွားဖို့လိုပါတယ်အဲ့ကျွန်တော်ကြားတဲ့စကားလုံးတိုင်းကိုစကားပြောတဲ့နေရာမှာထည့်ပြောဖို့လိုပါတယ်ထည့်ပြောပါများရင်အဲ့စကားလုံးကမှတ်မိပါမယ်ထည့်မပြောဘူးဆိုရင်ကျွန်တော်တို့3ရက်တစ်ပတ်ဆိုတာနဲ့အဲ့စကားလုံးကပြန်ပြီးတော့မေ့သွားမှာဖြစ်ပါတယ်ပြီးရင်ပတ်တန်တွေရှိမယ် phrase စကားစုတွေရှိမယ်ဒါတွေလည်းများများပြောဖို့လိုပါတယ်ကဲများများပြောဖို့อ่ะဆိုရင်ပထမကျွန်တော်ပြောတဲ့ listening
နားထောင်မှကျွန်တော်တို့ကဒီစကားလုံးသိလာမှာဖြစ်ပါတယ်ဆိုတော့နားထောင်ဆိုတာကကျွန်တော်ပထမတစ်ချက်လုပ်ငန်းခွင်မှာကျွန်တော်တို့နားထောင်ဖို့အများဆုံးအခွင့်အရေးရတဲ့နေရာဖြစ်ပါတယ်ကိုအားလက်ချိန်မှာ YouTube ပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ဒီမလေးရှားနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဇာတ်ကားတွေကနေလည်းကျွန်တော်တို့နားထောင်လို့ရပါတယ်အဲ့ဒီကနေလည်းစကားလုံးအသစ်တွေ pattern တွေ phrase အသစ်တွေရနိုင်ကြီးရှိပါတယ် phrase ဆိုရင်ဥပမာအဖြစ်အရင်လိုမဟုတ်ဘူးဆိုတဲ့စကားလုံးပြောမယ်ကျွန်တော်ရဲ့သင်ခန်းစာမှာလည်းပါပြီးတော့ပဲတမာကျန်ဒူးလို့ဆိုတော့တာမာကျန်ဒူးလို့ပြောပါတယ် TAK တဆိုတော့တဆိုတာအရင်စကားလုံးမာကျန်ဆိုတာပုံစံဒူးလို့ဆိုတာအရင်ကဆိုတော့တမာကျန်ဒူးလို့ဆိုတာအရင်လိုမဟုတ်ဘူးဆိုတော့ဒါကအသေးချက်ထားမယ်စကားလုံးတွေဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အယိုးရှင်းဆုံးပြောပါโอเคတစ်ဖက်လူကမေးမယ်ဆူရမာကန်တာโอเคကျွန်တော်အယိုးရှင်းဆုံးပြောပါဆိုတာကကျွန်တော်ဆူရလို့တစ်လုံးပဲပြောလိုက်ရတယ်ဒါဆိုရင်တစ်ဖက်လူလည်းနားလေတယ်ဒီထက်ပို့ပြီးတော့ကျွန်တော်နည်းနည်းကွန့်ကျင်နေဆိုရင်ဆူရမာကန်โอเคဒီထက်ပို့ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ပြောကြည့်မယ်ဆူရမာကန်အဘန်ဆူရမာကန်အတစ်ပြောလို့ရပါတယ်ဆိုတော့မလေးစကားမှာကျွန်တော်ဆူရဆိုတဲ့စကားလုံးတစ်လုံးကလည်းအပြောများပါတယ်ဆိုတော့ဆူရမာကန်တာဆူရတစ်လုံးပဲပြီးတော့ပါတယ်ဒီထက်ပို့ပြီးကျွန်တော်တို့ကလေ့လာအားများမယ်ပို့ပြီးပြောတတ်လာမယ်ဆိုတော့ဆူရမာကန်အပန်းပို့ပြီးတော့ယဉ်ကျေးတယ်ပို့ပြီးတော့ကွန့်ပြီးတော့သုံးလို့ရမယ့်စကားလုံးတွေအများကြီးရှိပါတယ်ဆိုတော့များပြောဖို့လိုပါမယ်စကားလုံးအသစ်တွေရလာတာနဲ့ကိုပြောမဲ့စကားထဲမှာထည့်ပြောပါထည့်သုံးပါမပြောတာနဲ့ကျွန်တော်တို့က2ရက်3ရက်တစ်ပတ်အတွင်းမှာမေ့သွားနိုင်ပါတယ်ဆိုတော့ပထမတစ်ချက်နားထောင်ပါဒုတိယတစ်ချက်များပြောပါနောက်ဆုံးတစ်ချက်ကတော့ consistent and patient so consistent ဖြစ်ဖို့လုပ်မယ်ဆိုတော့ကျွန်တော်ဘာပဲလုပ်နေ့စဉ်နိုင်ဝက်လုပ်မယ်ဆိုရင်နိုင်ဝက်တစ်နာရီလုပ်မယ်ဆိုတော့တစ်နာရီနေ့စဉ်လုပ်ဖို့လိုပါတယ်ဒါမှကျွန်တော်တို့လေ့လာနေတဲ့အရာတွေဖြစ်ရှင်တဲ့အရာတွေကမြန်ဆန်တိုးတက်မှာဖြစ်ပါတယ်ဆိုတော့နေ့စဉ်မပြတ်လေ့လာဖို့လိုပါမယ်မိမိကိုယ်ယုံကြည်ပါကျွန်တော်ဘာစကားပြောတဲ့နေရာမှာကိုတိုင်ကကိုမယုံကြည်ဘူးဆိုရင်ကျွန်တော်တို့ပြောတဲ့နေရာမှာတွန့်ဆုတ်ဖြစ်နေပါလိမ့်မယ်အဲ့ကျွန်တော်တို့ကိုယုံကြည်မှုထားပါကိုကနိုင်ငံသားဖြစ်တဲ့အတွက်ကိုရဲ့ native ဘာသာစကားမဟုတ်တဲ့အတွက်ကျွန်တော်တို့အခက်အခဲရှိပါလိမ့်မယ်ဒါကရှက်စရာမဟုတ်ပါဘူးကိုသိတဲ့မြတ်စကားလုံးနဲ့နားလည်အောင်ရှင်းပြနားလည်အောင်ပြောပြဖို့လိုပါတယ်ကိုသိလာတာအလုံး90သိလာပြီဆိုရင်ကျွန်တော်တို့ကပြောလို့ရနေပြီပြောလို့ရတဲ့အချိန်မှာပြောပါမကြောက်ပါနဲ့ယုံကြည်မှုရှိပါယုံကြည်မှုရှိရင်ကျွန်တော်တို့ကပြောရဲမှာမဟုတ်ပါဘူးနောက်ရှက်စိတ်ရှည်ပါလူတစ်ယောက်က6လလောက်နဲ့မလေးစကားကိုပြောနိုင်ပြီတစ်နှစ်လောက်နဲ့မလေးစကားပြောနိုင်ပြီကိုက2နှစ်လောက်မပြောနိုင်ဘူးဆိုတော့စိတ်တက်မကြပါနဲ့ပုံမှန်လေ့လာသွားရင်မပြောနိုင်ဘူးဆိုတာမရှိပါဘူးနောက်တစ်ချက်ကသူတို့ရဲ့ writing ကအင်္ဂလိပ်အခရာကိုသုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလွယ်ကူပါတယ်လေ့လာဖို့အရင်လွယ်ကူပါတယ်ဆိုတော့နေ့စဉ်မပြတ်လေ့လာဖို့ပဲလိုတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်